အားလုံးပဲမင်္ဂလာပါဒီနေ့တော့ခန်းစားကြမယ်တို့ကြတဲ့ပိန်ပြောပြရှင်နေထားတာเนาะဒီနေ့ကအလုပ်ပိတ်ရက်လည်းဖြစ်တယ်ဆိုတော့တေးသေးချာချာလေးချက်စားပြတယ်အားကြောင့်တကယ်ချင်းနေလာခဲ့ကြနော် ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့အလုပ်ပိတ်ရက်လေးဖြစ်တယ်ဆိုတော့ဈေးထဲကိုသွားပြီးတော့ကိုစားကျင်တာလေးချက်စားကြမယ်အားလုံးပဲလက်ခံပေးပါအောင်နော်ဈေးထဲမှာလူရဲများနေလို့ကျွန်မမြေးဖိတ်ခဲ့တော့ပါလို့ရှင်ဒီပဇွန်တော်ရင်းချက်မယ်ပဇွန်1ကီလို240တဲ့အကီလိုဝယ်လာခဲ့တယ်ပေါ့နော်ကျွတ်တုံမျိုးကျွတ်တုံမျိုးရောအရတော်လူမှုနဲ့မှာရောပြီးတော့ထေထောင်းထားတာဖြစ်တယ်ရောစီစီလုံးလုံးလေးဖြစ်နေတာပေါ့နော်မွေးနေအောင်စေးတက်ပြီးရင်တော့ပဇွန်တို့ကြီးကိုထည့်ပြီးတော့စထည့်နေပေါ့နော်ကိတ်ကြီးပဲကြည့်ကြည့်ပါဦးမသူတို့မှလည်းဥတွေလည်းအများကြီးပဲအဲ့တော့ပစုံလုံးစီပြန်ချက်ကလေးနဲ့ငပိတိုးစရာဆိုပြီး share ဆဲလို့ပေါ့နော်ဒီနေ့ဈေးဖို့အားလုံးပေါင်းကတော့360ကျတယ်ပေါ့နော်ကျွန်မအရွက်တွေလည်းဝယ်ခဲ့ရဆိုတော့လေအများကြီးပဲအားလုံးပဲရှင်းနေလေးလက်ချပြီးလို့ကြည့်နေတယ်တင်ပါတယ်အားလုံးရှိတယ်နောက်နေ့ပြီးတော့ဒီမှာတွေ့ကြမယ်အားလုံးပဲတရားတို့ကြတဲ့ဘာမှကနဖောရွက်တယ်ပေါက်ပန်းဖြူနွေပဲသီးလေးပြုတ်ထားတယ်ပြီးဆက်လက်ရွက်ပူစီနာတကွာဒီဘူးညွန့်မဘူးညွန့်နော်အားလုံးဆက်ကြမယ်我给他过来的。那，弄走你。那，哎呀妈，好了。装了吧嘛如打开眼呢这里宝宝也不多买那个对了你看太善良了，这样里边的这。你不用拿嘛？那得拿。ဒီအနှစ်ကိုတက်တာဒီကနဘွားကိုအစိမ့်မစားဘူးဒီလားအစိမ့်စားကြတော့တော်တော်ကောင်းတယ်ကနဘွားဒီပစုံစားရတာလည်းအကုန်လုံးပေးချမ်းတာထဲထဲမှာလည်းဥနေနေတော့လေအဲ့ဒီဥရစားကြတာဒီမှာဥရမတွေ့လားအဲ့ဒီဥရစားကြတာခလေးကြလက်ပြီးတော့တင်မှာလည်းတွေ့ကြမယ်နော်ကြည့်ရှုပြီးရတယောက်ချီစီတောင်းအများကြီးကျေးဇူးတင်ပါတယ်ဖေဖို့ကိုဖော်လို့လေးမလုံးရသေးဘူးဆိုရင်တော့ဖော်လို့လေးလုပ်ခဲ့ပေးပါအောင်ရှင်အသေးလေးပေးကွန်မန့်လေးလည်းရေးခဲ့ပေးပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်